မင်္ဂလာပါခင်ဗျာ24ရက်နေ့ကနေ28ရက်နေ့ထိတပတ်စာမွေးခွက်လေးခွက်ပါနော်ပြပေးမယ်သူရဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ဒါလုံရတဲ့ပတ်ဒါထွက်တဲ့ခဏနေပေါ့နော်အခုဒီမှာဒီတပတ်စာမှာပြပေးမယ်နော်ဒီမှာဒီရှစ်ဒီမှာလေးဒီနှလုံးပေါင်းကြီးကနှစ်ရပါပါခွန်နှစ်ခွန်ဝမ်းကျင်เนาะပြီးရင်ဒီမှာ1ဒီမှာခွန်1နဲ့ခွန်နဲ့ပေါင်းတော့8ရပါပါ3နှစ်ခွန်8 3ကတ်မယ်နှစ်8နှစ်3ခွန်8ခွန်3အဲ့ဒါဘယ်မှာထွက်လဲဆိုတော့ဒီမှာခွန်8လို့ထွက်တယ်เนาะကြာတာပလေးနေ့မနက်မှာခွန်8လို့ထွက်တယ်အဲ့လိုပဲလုပ်ရမယ်เนาะနောက်တစ်ပတ်မှာဒီ9ဒီ2ပေါင်းလိုက်တော့1ပါဝါ6ဒီ3ဒီ6ပေါင်းလိုက်တော့9ရပါဝါ4 6 9 4ကတ်မယ်1 9 1 4 6 9 6 4အဲ့သူထွက်လာကြည့်မယ်เนาะအင်္ဂါနေ့ညနေမှာသူ4 6လို့ထွက်တယ်အဲ့လိုပဲเนาะလောက်သွားမယ်ဒီမှာ4ဒီမှာ9 4နဲ့9နဲ့ပေါင်းတော့3ရပါပါ8 3 8ဝန်းကျင်เนาะဒီမှာ9ဒီမှာ2ဒီမှာ2ဟောပေါင်းလိုက်မယ်ဒီ9ဒီ2ပေါင်းတော့ခွန်ပါဝါ2ဒီ4ဒီ9ပေါင်းတော့3ရပါပါ8 3 8ဝန်းကျင်9ဝန်းကျင်တွေ့မယ်เนาะ3နှစ်3ခွန်8ခွန်8နှစ်သူထွက်လာကြည့်မယ်เนาะဒီမှာကြာတာပရိနေ့မနက်မှာခွန်8လို့ထွက်ပါတယ်အဲ့ဒီတိုင်းပဲလုပ်သွားမယ်เนาะဒီမှာ3ဒီမှာ3ပေါင်းလိုက်တော့6ရပါဝါ1 6တိတ်ဝန်းရေပေါ့เนาะဒီမှာ4ဒီမှာ4ပေါင်းလိုက်တော့8ရပါဝါ3 6တစ်ကို8 3ကတ်6 8 6 3 1 8 1 3သူထွက်လာတောက်ကြနေညနေမှာသူထွက်ပြီရနော်1 3ဆိုရောဒီမှာအခု24ရက်3လ2025နေပြီးတော့28ရက်3လ2025နေ့အထိကိုလေးကွလောက်ယူမယ်နော်အဲ့ဒီမှာဖြစ်လာတဲ့အတိုင်းပဲကျွန်တော်တို့လောက်ယူမယ်နော်ဒီမှာခွန်ဒီမှာ1ပေါင်းလိုက်တော့8ရပါပါ3 3ဝန်းကျင်ပေါ့နော်3ဝန်းကျင်ကိုဒီမှာ1ဒီမှာ9ပေါင်းလိုက်တော့3ရပါပါ5ထိုးရမယ့်ကဏ္ဍက8 3ည8 5 3 3ည3 5အဲ့ဒါကိုကျွန်တော်ရေးပေးမယ်နော်ထိုးရမယ့်ကဏ္ဍကို